မနက်ခင်းဆိုအေးရကနိုးရွှေမြောက်ပိုင်းကိုသွားဖို့ပြင်ဆင်မလို့ပတ်ထားတဲ့အမေပတ်စံကိုယူလာခဲ့တဲ့အမ်ဘိုအဖေတကြီးကချိန်နေပြီဆိုအဆွေကိုလုံးငုတ်တော့ထိုင်နေမလို့တငယ်ချင်းတွေနဲ့ချိန်ထားပါတဲ့ဆိုအချိန်ကြီးလေးပြေဆုံးတရွာလုံး